မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျကျွန်တော်စီမှာဗီဒီယိုမေးမယ်ဆိုလို့ရှိရင်ကျွန်တော်ကြိုပြီးတော့ပြောထားပြီပါเนาะကျွန်တော် Viber နံပါတ်39 25558643 25338643ကျွန်တော်ရဲ့ Viber ကလာပြီးတော့လာဟိုင်းမိတာပါတော့ဗောနော်ဗီဒီယိုမေးချင်လို့ပါဆိုပြီးလာဟိုင်းမိတာပါအဲ့လိုဟိုင်းမိတဲ့အခါကျရင်ဘယ်နေ့ဘယ်ရက်မှာကျွန်တော်ဟောပြမယ်ဆိုတာလေးကျွန်တော်ပြောပြပါမယ်အထူးမှကျွန်တော်ကတော့ကျွန်တော်က12နာရီနောက်ပိုင်းဆိုရင်မဟောတော့ပါဘူးနောက်12နာရီကျွန်တော်ဟောလက်စရှိတယ်ဆိုရင်တော့ကျွန်တော်3နာရီပေါ့နော်3နာရီထိပဲကျွန်တော်ညနေပိုင်း4နာရီ5နာရီနောက်ပိုင်းကျွန်တော်ညပိုင်းကြီးဗီဒီယိုမဟောပါဘူးဒါကအခုမှကျွန်တော်ပြောပြတာမဟုတ်ပါဘူးဒါကျွန်တော်မိတ်ဆွေတွေသိပါတယ်ကျွန်တော်ဘယ်တော့မှမဟောဘူးကျွန်တော်2021ထဲကနေစပြီးတော့ကျွန်တော်ဗီဒီယိုဟောလာပါတယ်ဟောလာတိုင်းမှာလည်းကျွန်တော်12နာရီနောက်ပိုင်းမဟောပါဘူးဟောလက်စသမားတော့နေ့လယ်2နာရီ3နာရီထိကျွန်တော်ဖြတ်လိုက်ပါတယ်ချန်လေးရင်တော့အဲ3နာရီကျော်ရင်နောက်ပိုင်းဆိုတော့ကျွန်တော်နောက်ရက်မှပဲတခါဆက်ဟောပေးပါတယ်ဒါပထမတစ်ချက်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့မှာကျွန်တော်ဗီဒီယိုမေးချင်တယ်ဆိုရင်တော့ပေါ့နော်ဒီ12နာရီမကြိုပြီးတော့ကျွန်တော်ရဲ့ Viber မှာကြိုပြီးဟိုင်းပေးပါဗီဒီယိုမေးချင်လို့ပါပြောပြပါနောက်တဲ့ဒုတိယချက်ကကျတော့ကျွန်တော်ကရုံးပိတ်ရက်ပဲဟောတာဖြစ်တဲ့အတွက်ဂျာရက်တွေမှာကျွန်တော်ပြောလာခဲ့တယ်ကျွန်တော်မဟောပြပါဘူးเนาะကျွန်တော်ရုံးပိတ်ရက်မှာပဲဟောပြပါတယ်ရုံးပိတ်ရက်ထဲမှာပါဘယ်နေ့ဟောပြမလဲကျွန်တော်တရက်ကို9ယောက်ပဲကျွန်တော်ဟောပြပါတယ်9ယောက်ပြည့်ရင်ကျွန်တော်နောက်တစ်ပတ်ကိုပြန်ချိန်ပါတယ်ပိတ်ရက်ရုံးပိတ်ရက်ကို1ရက်ကိုပြန်အဲဂျာထဲမှာရုံးပိတ်ရက်ရှိရင်ရုံးပိတ်ရက်ကိုကျွန်တော်ပြန်ချိန်ပါတယ်เนาะရုံးပိတ်ရက်ပဲဟောပြပါတယ်ရုံးပိတ်ရက်မဟောပြပါဘူးအဲ့ဒါလေးလာပြီးကျွန်တော်မိတ်ဆွေတို့အသိပေးတာပါခင်ဗျာကျွန်တော်စီမှာဗီဒီယိုမေးမယ်ဆိုရင်ကျွန်တော်အညွှန်းလေးပို့ပေးပါတယ်เนาะအဲ့အညွှန်းလေးကိုတေချာလေးဖတ်ပြီးတော့လှုပ်ဆောင်ပေးပါဘာလို့ရမလဲဆိုတော့ဟောဘူးတဲ့သူတွေကသိတာပေါ့เนาะမဟောဘူးအခုမှစဟောမဲ့မိတ်ဆွေတွေကတော့ကျွန်တော်အညွှန်းပို့ပေးပါတယ်ဘာမနက်ပိုင်းဘာလုပ်ပါကျွန်တော်စီကိုကျွန်တော်မေးကန်ကြီးကျွန်တော်ဟောကန်ကြီးဘာလုပ်ပေးပါဆိုပြီးကျွန်တော်အညွှန်းပို့ထားပါတယ်အဲ့အညွှန်းလေးကိုတေချာဖတ်ပြီးတော့ဟောပေးပါအညွှန်းပို့တဲ့အခါကျရင်ကျွန်တော်စီကိုပို့တဲ့အခါကျရင်ကျွန်တော်မှာတဲ့အတိုင်းမပို့ထားရင်တော့ကျွန်တော်90ရာခိုင်နှုန်းပဲကျွန်တော်မှန်အောင်ဟောပေးလို့ရပါမယ်ကျွန်တော်ပြောတဲ့အတိုင်းလက်လုပ်တယ်ဆိုတာလူချင်းမင်းကကျွန်တော်ပြောတဲ့အတိုင်းကိုဘယ်နေရာမှာဗာလေးလုပ်လိုက်ပါလုပ်ပြီးကျွန်တော်ဘယ်လိုလေးဓာတ်ပုံရိုက်ပြီးပို့ပေးလိုက်ပါเนาะအဲ့ဒါလေးကိုကျွန်တော်ပြောတဲ့ကျွန်တော်မှာတဲ့အတိုင်းပဲတိကြပေါ့เนาะကျွန်တော်မှတ်ချက်လေးတွေရေးပေးပါတယ်เนาะမှတ်ချက်လေးတွေတေချာဖတ်ပါကျွန်တော်အညွှန်းပို့တဲ့အခါကျရင်အဲ့ဒါလေးတွေကဗာလဲဆိုတော့နမိတ်ဟောကျွန်တော်ဟောတဲ့ခါကျရင်ကျွန်တော်တာတော့ကတ်နဲ့ဟောတယ်နမိတ်နဲ့ဟောတယ်ပြီးတော့ကျွန်တော်အင်္ဂါဝိဇ္ဇာနဲ့ဟောတယ်เนาะပြီးတော့နောက်တစ်ခုကကျလက္ခဏာနဲ့လည်းဟောတယ်เนาะလက္ခဏာနဲ့ကျတော့ကျွန်တော်စီမှာလာကျွန်တော်ယုံကဝန်ထမ်းတွေပေါ့เนาะကျွန်တော်ယုံကဝန်ထမ်းတွေအတွက်တော့ကျွန်တော်လက္ခဏာနဲ့ဟောပြပါတယ်ကျွန်တော်3နံပုံနှိမ့်နေလည်းဟောပြပါတယ်ကျွန်တော်ဟောပြတဲ့အခါကျတော့ဘတ်ပေါင်းစုံကနေကျွန်တော်ဒီဇာတာရှင်အတွက်ကိုထိရောက်နဲ့ကျွန်တော်တွက်ချက်ပြီးမှပဲဟောပြပါတယ်ဆိုတဲ့အကြောင်းကျွန်တော်မိတ်ဆွေတွေကိုပြောပြတာပါအဲ့ဒီအတွက်နမိတ်ကိုအရင်ကျွန်တော်ကြည့်ပါတယ်ရက်စုံတော့အမိတ်ပေါ့နော်လူချင်းမင်းကဘာဖြစ်ချင်လဲဘာလုပ်ချင်တာလဲဘာသိချင်တာလဲသိချင်တဲ့တစ်ချက်ပေါ့နော်အဲ့တစ်ချက်ကိုကျွန်တော်အဓိကထားပြီးတော့နောက်ပိုင်းစီးပွားရေးလူမှုရေးကျန်းမာရေးကျွန်တော်ဟောပြပါတယ်အဲ့တစ်ချက်အတွက်ကိုကျွန်တော်ကအညွှန်းတောင်းပါတယ်အညွှန်းပို့ပေးပါတယ်အဲ့အညွှန်းလေးအရင်ပို့ပေးရပါတယ်နော်ပို့ပေးပါဆိုတော့ကျွန်တော်ချိန်ရရက်ပေါ့နော်ဥပမာကျွန်တော်ကလာမဲ့ပေါ့နော်လာမဲ့မနက်ပြန်ထားပါနော်မနက်ပြန်9ရက်မနက်ပြန်ကျွန်တော်ချိန်ထားတယ်နော်9ရောက်ချိန်ထားကျွန်တော်ဟောပြီးဖို့တော့အဲ့လိုပေါ့မနက်ပြန်ချိန်ထားမယ်မနက်ပြန်မနက်ဘာလေးလုပ်ပေးပါဓာတ်ပုံလေးရိုက်ပြီးကျွန်တော်စီပို့ပေးပါကျွန်တော်မှာပါတယ်ခင်ဗျအဲ့ပါတဲ့အတိုင်းလေးကိုတော့တိကြလေးနဲ့လုပ်ပေးဖို့လိုပါတယ်နော်အဲ့ဒါလေးလာပြောပြပေးတာပါညမူဇော်ကကြေးဘယ်လောက်ယူလဲတဲ့နော်ညမူဇော်ကကြေးဘယ်လောက်ယူလဲဆိုတော့ကျွန်တော်ညမူဇော်ကကြေးကိုမတတ်မှတ်ထားပါဘူးစေနာရှိလောက်ပဲကျွန်တော်ယူပါတယ်နော်ကိုမိမိကဘယ်လောက်တတ်နိုင်လဲဗီဒီမေးတယ်ဆိုတဲ့ကဘယ်လိုလဲဆိုတော့အခက်ခဲတွေရှိလို့ပေါ့တောကတွေနော်တောကတွေရှိတယ်ပူပင်တောကတွေရှိတယ်ပူပင်တောကနဲ့ရှိလို့ဒါလဲဗီဒီမေးကြတာလေနော်ကျမ်းမာရေးလူမှုရေးစီးပွားရေးနော်အဲ့လိုလေးမေးကြတဲ့အခါကျတော့ကိုယ့်ဘက်ကဒီလူတွေရဲ့ပူပင်တောကရလာတဲ့ငွေကြေးကိုကိုကတတ်မှတ်ပြီးတော့မယူချင်ဘူးဗျနော်ဘယ်လောက်ပဲဖြစ်ဖြစ်2000ပဲဖြစ်3000ဖြစ်5000ပဲ1000ပဲဖြစ်ဖြစ်နော်တတ်မှတ်ပြီးတော့အဲ့လိုမျိုးမယူချင်ဘူးယူကျင်တဲ့အခါကျတော့ဒီဇာတာရှင်တွေအတွက်လည်းအဆင်ပြေအောင်เนาะအဲ့ကြောင့်ကျွန်တော်အခကျင်းကိုမတတ်မှတ်ထားဘူးမိမိတို့စေနာရှိလောက်လွှဲလို့ရပါတယ်ဒါပေမဲ့လွှဲရမှာပေါ့နော်မလွှဲလို့မရဘာလို့လဲလက်တင်မှာလိုက်ရမှာเนาะကိုယ့်ရဲ့ကံကောင်းခြင်းတွေကိုသိလို့တဲ့အချက်တွေเนาะမှန်ကန်နဲ့အဖြေထွက်အောင်เนาะဒါဆရာတွေရဲ့เนาะဆရာတွေရဲ့ဟိတ်နဲ့
ထွက်လာတဲ့ဟိုဟောကိန်းကြီးကမှန်ကန်ကန်ဖြစ်ဖို့ဆိုရင်လည်းဒါကလက်တင်ရတာပေါ့နော်လက်တင်မှသာလည်းမှန်ကန်ကန်ထွက်လာတာပေါ့နော်အဲ့ဒီအတွက်မိမိတို့ဘလောက်တက်နိုင်လဲတက်နိုင်တော့ပဲအလွဲပေးလို့ရပါတယ်ကျွန်တော်အလွဲပေးနဲတယ်များတယ်ကျွန်တော်အနေနဲ့မတတ်မှတ်ပါဘူးเนาะမယူဆပါဘူးအဲ့ကြောင့်လူချင်းမင်းတို့အနေနဲ့ဖြစ်ပေါ်လာတဲ့အခက်အခဲတွေတောကတွေเนาะအဲ့လိုမျိုးရှိလာခဲ့တယ်ဆိုရင်စေနာရှိတော့ပဲလွဲပါပြီးရင်ကျွန်တော်ဟောပြပါမယ်เนาะနာမည်ပေးမယ်ကုမ္ပဏီလုပ်ငန်းပေးမယ်ကုမ္ပဏီလုပ်ငန်းအတွက်နာမည်ပေးမယ်စီးပွားရေးအတွက်เนาะခလေးအတွက်ခလေးမွေးဖွားဖို့အတွက်အခါလိုချင်တယ်ပြီးတော့ခလေးမွေးလာတဲ့ခလေးအတွက်ကိုနာမည်တွေလိုချင်တယ်เนาะအဲ့အတွက်အဲ့လိုမျိုးလေးဟိုတိလို့တာရှိလာခဲ့ရင်လည်းမေးလို့ရပါတယ်เนาะကျွန်တော်အနေနဲ့နာမည်လေးရွေးပေးပါတယ်เนาะကုမ္ပဏီလုပ်ငန်းနာမည်ခလေးနာမည်เนาะကိုကျွန်တော်ရွေးပေးပါတယ်အဲ့ဒီလာပြောပြပေးတာပါအားလုံးမင်္ဂလာပါမင်္ဂလာရှိတော့ညာချမ်းလေးဖြစ်ပါစေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းလိုဆောင်တောင်းတော့ပြည့်စုံနိုင်ကြပါစေကောင်းကျိုးလိုရင်ဆန္ဒပြည့်စုံနိုင်ကြပါစေစိတ်ကြံတဲ့တောင်းတတဲ့လို